以后不能再对老公这么凶了哈。Come on，这家把老者很闷脸，这下你触碰他的年龄了。别让真的一定。左左，这家孙媳妇儿这么好，不够爷爷再给你拍点啊！你们这群狗草你怎么吃了？你们没看见，要不是他收走的就是我的脸了。တကယ်တော့ဒီမိမရဲ့တကယ်အထောက်ထားကချင်းလုံဖွဲ့ရဲ့အတစ်တက်လာတဲ့ခေါင်းချုပ်ဖြစ်နေတာပါအပြင်လူတွေကတော့မိမသားတစ်ယောက်ကလူမိုက်ခိုင်းကိုအုပ်ချုပ်နိုင်ပါမလားလို့အထင်သေးခဲ့ကြပေမဲ့သူမကအရှိတောင်အာရှရဲ့ထိပ်သီး၃ယောက်ကိုတော့မျက်လုံးနဲ့မထဲတဲ့သူပါဒါပေမဲ့ဒီလိုကြောက်စရာကောင်းတဲ့သူကမှဘာအရေးချင်းမှမရှိတဲ့တထေးကလေးဝမ်ကူးသားလေးနဲ့လက်ထပ်ထားတာပါအခုရှိအဖိုးကြီးသတိမိနေတဲ့အချိန်မှာအဖိုးကြီးရဲ့တည်တန်းစာထဲမှာကုမ္ပဏီကိုဒီယောက်ျားလေးကိုပဲလွှဲပေးဖို့ရေးထားခဲ့တယ်ဗျာ我吗？我不同意。 မိထွေးနဲ့ဖခင်ဖြစ်သူကအဖိုးကြီးနဲ့အမြဲတမ်းအဆင်မပြေဖြစ်ခဲ့တော့အခုလိုအခွင့်အရေးရတော့မှသူကဝါစင်ငယ်သေးတဲ့ဥက္ကဋ္ဌလုပ်ဖို့မတင်တော့ဘူးဆိုပြီးကန့်ကွက်ကြတာပေါ့တကယ်တော့ဒီလောက်ကြီးတဲ့အမျက်ဆုံးကိုသူတို့ပဲခွဲဝေချင်နေကြတာပါမိမဖြစ်သူကသူတို့စုညံနေတာကိုနားမခံနိုင်တော့ပဲကျဲသီးတစ်လုံးကိုလှမ်းပစ်ပြီးမိထွေးရဲ့ပါဇက်ထဲဆူသွားအောင်လှုပ်လိုက်တယ်ပြီးတော့တစ်တီလီတာကိုပြစ်ပေါက်ပြီးရောက်ခမဖြစ်သူကိုနေရမှာကတ်သွားအောင်လှုပ်လိုက်တာပေါ့ချီရှင်းရက်ကကျမရဲ့မိသားစုပဲချီအိမ်တော်ကိစ္စကကျမကိစ္စပဲဒီနေ့ကစပြီးသူရှိကုမ္ပဏီကိုတယောက်တည်းစီမံနိုင်တဲ့အထိကျမကိုယ်တိုင်တင် जा ပေးမယ်ညရောက်တော့ယောက်ျားဖြစ်သူကခွေးလိမ္မာလေးလိုဇနီးတဲ့ကိုခြေထောက်နှိပ်ပြီးကြောထုပေးရတာပေါ့အဖိုးလဲသွားပြီးနောက်မှာဇနီးတဲ့ကပဲသူ့ရဲ့တူးလေးသောအားကိုးရလေးမိမရေတကယ်တော့မိမဖြစ်သူကသူ့ကိုကုမ္ပဏီအမြန်လွှဲယူနိုင်အောင်ဗန္ဒာရေးပညာရှင်အဖွဲ့ကိုခေါ်ပြီးစာသင်ခိုင်းထားတာပါဒါပေမဲ့သူကတော့ဒါကိုအသေးအဖွဲ့လို့ထင်ပြီးဒီနေ့ညစီးပွားရေးစီမံကိန်းအသစ်တစ်ခုတင်ပေးမယ်လို့အာမခံလိုက်တယ်မိမဖြစ်သူထွက်သွားတာနဲ့သူကတငယ်ချင်းစီကနေအစင်တစ်လုပ်ပြီးသားစီမံကိန်းတစ်ခုကိုတွားတောင်းတော့တာပဲသူ့ကိုသူတော့သူကောင်းကောင်းသိတာပေါ့သူတွေးထဲမှာကစားခြင်းတောက်ချင်တဲ့စိတ်ပဲရှိတာလေစာတင်တာနဲ့သူနဲ့ကလုံးဝမအဆက်ဘူးအဲ့ဒီအချိန်မှာတငယ်ချင်းဖြစ်သူကလေဆာမီးတန်းတစ်ခုသူ့နှစ်ဖူးစီဥတီနေတာကိုတွေးလိုက်တယ်လက်ကြည့်လိုက်တော့ဇနီးတဲ့ကကိုဆက်ရှိရိုင်ဖယ်ကိုထမ်းပြီးရှောက်လာနေပြီးမင်းတစ်ချိန်လုံးလိန်နေခဲ့တာပေါ့တငယ်ချင်းဖြစ်သူကကြောက်လက်တကြားနဲ့ချက်ချင်းပဲအဝေးကိုထွက်ပြေးသွားတော့တယ်ယောက်ျားဖြစ်သူကလည်းဒါကတနက်အစ်မဟုတ်ပဲအယုတ်ပဲဆိုပြီးဇနီးတဲ့ကသူ့ကိုမပြည့်ရဘူးလို့ထင်နေတာဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲသူမကအမိုက်ပုံးပေါ်ကကော်လာဘူးကိုအပေါက်ဖြစ်အောင်ပြစ်ပြလိုက်တယ်တနက်ကကောင်းမကောင်းဆိုတာဘသူကင်ထားလဲဆိုတာပုံမှာပဲမူတည်တယ်ဒါကိုမြင်လိုက်တဲ့ယောက်ျားဖြစ်သူဟာချက်ချင်းတူးထောက်ပြီးအိမ်ပြန်ကစားတွေကိုကြိုးကြိုးဆဆလုပ်ရတော့တာပေါ့